မင်္ဂလာပါကျမတို့ကဒီနေ့ခေတ်မှာလူကြီးရောလူငယ်ရောအသက်မအရွယ်မရွေးကျမတို့နိုင်ငံခြားကိုရောက်လာကြတယ်အတီးရောနိုင်ငံခြားကိုရောက်နေကြတယ်ဒါပေမဲ့တချို့ကနိုင်ငံခြားကိုရောက်နေတဲ့ချိန်မှာသူတို့တွေကအရန်တူးတက်လာတယ်အရန်အောင်မြင်လာတယ်ပြီးတော့တချို့တွေကြတော့နိုင်ငံခြားမှာနေတာနေ့တည်းအကြာကြီးရှိတယ်ကျမတို့နိုင်ငံပြည်တွင်းမှာနေနေတဲ့လူတွေထက်တောင်မှသူတို့ကမအောင်မြင်နိုင်ဘူးအဲ့ဒါမှကြောင့်လေဆိုတော့ကျမတို့မှာကွာခြားချက်ကပါလေဆိုတော့ကျမတို့ကတင်ယူလေးလာမှုမှာအချိန်ဘယ်လောက်ပေးတယ်လဲဘယ်လောက်ရင်းနှီးတယ်လဲဆိုတဲ့အပေါ်မှာကျမတို့ကကွာခြားသွားတာဖြစ်ပါတယ်နိုင်ငံခြားမှာရောက်သွားတဲ့ချိန်မှာကျမတို့ကအလုပ်လုပ်တယ်ပတ်ဆက်ရှာတယ်အလုပ်လုပ်ပြီးရလာတဲ့ငွေတွေကြတော့ကိုမိသားစုကိုပို့တယ်တချို့တော့မိမတွေကကိုသားသမီးအတွက်တဝက်ခြံထားတယ်ကိုကတဝက်တုံးလိုက်တယ်တချို့တော့မိသားစုတွေကြတော့ခြံထားဖို့မပြောနဲ့လောက်တောင်မလောက်ဘူးဒါပေမဲ့အဲ့ဒါကတော့အဓိကအရေးကြီးဘူးအရေးကြီးတာကတော့ကျမတို့အလုပ်လုပ်နေရင်ပတ်ဆက်ရှာတယ်ပတ်ရတဲ့ပတ်ဆက်ကိုကျမတို့ကရင်းနှီးမြှုပ်နှံဖို့လိုတယ်ကျမတို့ကဘာတစ်ခုမှရင်းနှီးမြှုပ်နှံဖို့မလုပ်ထားဘူးဆိုရင်ကျမတို့အသက်ကြီးလာတဲ့အချိန်မှာအသက်ငယ်တာထက်ပူပြီးဒုက္ခရောက်လာတတ်ပါတယ်ကျမတို့ကအလုပ်လုပ်တယ်ဆိုရင်ပြင်ပတဲ့ခါကြတော့ကျမတို့ကရလာတဲ့ငွေတွေနဲ့ကျမတို့လူချင်းတာဝေလိုက်တယ်တင်းချင်းချင်းတွေနဲ့ပျော်ပပနဲ့စားသုံးလိုက်တယ်ဆိုရင်ကျမတို့အတွက်ဘာမှမကြံခဲ့ဘူးအလုပ်လုပ်တဲ့ချိန်မှာကျမတို့ကအချိန်ရဖို့ကတော့တိကိုခက်တယ်ဒါပေမဲ့ရတဲ့အချိန်ကိုကျမတို့ကအသုံးပြုပြီးမှကျမတို့စာဖတ်တာလို့လုပ်လို့ရပါတယ်ဒီနာတက်တာကြောင့်တက်တာဆိုတော့အလုပ်လုပ်ရင်းနဲ့ဆိုရင်တော့ခက်ခဲမှုတွေတော်တော်လေးရှိတယ်ဒါကြောင့်မို့ကျမတို့အနည်းဆုံးကကျမတို့စာဖတ်ဒါကိုကျမတို့စူးစမ်းပြီးလုပ်နိုင်တာဖြစ်ပါတယ်စာဖတ်တယ်ဆိုတာလေကျမတို့အုံနောက်အတွက်ရင်းနှီးမြှုပ်နှံတဲ့ကျမတို့ရဲ့တွေးအခေါ်တွေကိုမိတည်တာဖြစ်ပါတယ်ကျမတို့ကအလုပ်လုပ်တဲ့ချိန်မှာတချို့အလုပ်တွေဆိုရင်လက်စာကရနေတာအတွေ့အကြုံမရဘူးဥပမာပကံဆေးရလက်ရှိရဲ့လုပ်တာတွေဆိုရင်အတွေ့အကြုံမရဘူးပတ်စံတော့ရတယ်ဒါပေမဲ့ဘာအလုပ်လို့အတိကမဟုတ်ဘူးအလုပ်လုပ်ပြီးပတ်စံရဖို့ကအတိကဟုတ်တယ်ဒါပေမဲ့အရေးကြီးဆုံးကတော့ကျမတို့ရဲ့အချိန်ကိုဖည့်ပြီးမှပျော်ပါစားတော့ထဲမှာပဲကုန်ဆုံးခြင်းမဟုတ်ဘဲနဲ့ကျမတို့ရဲ့အချိန်ကိုရင်းနှီးမြှုပ်နှံပြီးစာတွေများဖတ်ပြီးမှကျမတို့ရဲ့အုံနောက်ကိုရင်းနှီးမြှုပ်နှံဖို့လုပ်နိုင်ပါတယ်ကျမတို့ရှာထားတဲ့ပစ္စည်းတွေနဲ့ဘာရင်းနှီးမြှုပ်နှံမှမလုပ်ထားဘူးဆိုရင်ကျမတို့ကခက်ခဲပြီးမှနိုင်ငံခြားကိုရောက်လာတယ်